ဘာပေါ်မှာလူချစ်အများဆုံး group game ရဲ့ဖွဲ့ဝင်ဖြစ်ရတာပျော်စရာကောင်းမယ်လို့ခင်ဗျားတို့ထင်နေကြတယ်နော်နာမည်ကျော်ကြားတယ်ငွေအများကြီးရတယ်အပတဲ့ဝက်စားတွေဝင်ရတယ်ပေါ့ဒါပေမဲ့အဲ့ဒီ main ကလေးတယောက်တော့ကဘာကြီးကထောင်းချောတစ်ခုလို့ဖြစ်နေခဲ့နော်သူကပြလိုက်ရင်အတင်းကြီးတယ်လို့ပြောကြတယ်သူနည်းနည်းလေးစိတ်လှုပ်ရှားလို့တက်ရှုမြင်နိုင်ဟန်ဆောင်တယ်လို့ပြောကြတယ်နောက်ဆုံးတာမန် main ကလေးတယောက်လို့ချစ်သူထားမိရင်တော့ယောက်ျားယူဆိုပြီးကြောက်ခဲနဲ့ဝိုင်းပေါက်ကြတယ်သူ့ရဲ့နာမည်ကဂျင်နီခန့်ပါလက်ပင်ရဲ့မင်းသမီးလေးလို့တင်သားကြတယ်သူ့ရဲ့တရဖူကအဆူးညောင်နေနဲ့လှုပ်ထားသလိုပါသူ့ရဲ့မျက်နှာကအများနဲ့တီးတင်းနေလို့မာနာကြီးတယ်လို့ထင်ကြတယ်ဒါပေမဲ့အဲ့ဒီအေးဆက်တဲ့မျက်နှာဖုံးတွေရဲ့အောက်မှာတကယ်ရှိနေတာကထိခိုက်လွယ်တဲ့ကလေးငယ်တယောက်ရဲ့နှလုံးသားဆိုတာကိုလူတွေကမသိကြပါဘူးသူ့ရဲ့ထီးကျန်မှုကနာမည်မကြီးခင်ကလေးကစတင်ခဲ့တာပါဂျင်နီဟာတိုးတီတော့သမီးပါဘောင်းမရင်းချမရှိပါဘူးပန်းဖောင်းဖောင်းလေးနဲ့ကျွတ်သွန်နေလင်းငုံနေတဲ့ကလေးမလေးတယောက်သူ့အမေကသူ့ကိုအမေရိကန်မှာကျောင်းဆက်တက်ပြီးရှစ်နေဒါမှမဟုတ်ဆရာဝန်ဖြစ်စေခြင်းနဲ့တယ်ဒါပေမဲ့အသက်14နှစ်ရဲ့မှာသူကသူ့ဘဝကိုသူ့ကိုယ်တိုင်ရွေးချယ်ခဲ့တယ်တချင်းဆိုခြင်းနဲ့ကကြခြင်းနဲ့ဆိုတဲ့အိမ်မက်နဲ့ကိုရီးယားကိုပြန်လာပြီးဝမ်ဂျီမှာ6နှစ်ကျောင်းလေ့ကျင့်ခဲ့ဝမ်ဂျီမှာလေ့ကျင့်တဲ့လူတို့ရတာဘယ်တဲ့ထင်နေလားဂျင်းနီဟာဝမ်ဂျီရဲ့ secret weapon ဆိုပြီးသူမသိဖိအားပေးခံခဲ့ရသူပါလေ့ကျင့်သူဘဝတွေက G Dragon ရဲ့ Black တချင်းမှာပါဝင်ခဲ့ရတယ်အဲ့ဒီချိန်ကလေးကလူတွေကသူ့ကိုမျက်စိတောက်ထောက်ပြီးကြည့်နေကြတယ်ဒီကောင်မလေးကဘာမှမလို့ GD နဲ့တွဲဆိုခွင့်ရတာလဲဆိုတဲ့မနာလိုမှုတွေညှို့လင်းချက်တွေကြားမှာသူဟာအမားမခံတဲ့ကျိုးရတစ်ခုပေါ်လမ်းလျှောက်နေခဲ့တာ Black ပွင့်နဲ့ပွဲဥထွက်လာပြီးတဲ့နောက်မှာတော့သူတို့ထင်ထားတဲ့ပန်းကင်းလမ်းမဟုတ်ပဲငရဲကန်းကစတင်လာခဲ့ပါတယ်2018ခုနှစ်လောက်ကိုပြန်တွေးကြည့်ပါအဲ့တုန်းကလေးစီချင်းနီဆိုတဲ့ဗီဒီယိုတွေအင်တာနက်တစ်ခုလုံးမှာပြန့်နှံ့ခဲ့သူကတာပြင်းလို့မဟုတ်ပါဘူးလူတွေမသိတဲ့အမှတ်တရားကချင်းနီယာမွေးရပါခန္ဓာကိုအားနဲ့တက်တဲ့သူကိုယ်တိုင်ဖွင့်ရခဲ့ပြီးပါတယ် I feel like I've disappointed my fans at some point of my life where it seemed like I wasn't giving my best. But I haven't had the moment to say this, but I want to say that I did not know how to control my body and like use my body the way I should. And like something like I just don't do well in heels. ဒါပေမဲ့ကင်မရာတွေကသူ့ရဲ့နာကျင်မှုကိုရိုက်မပြပဲ။သူနည်းနည်းလေးအားလျော့သွားတဲ့စက္ကန့်ပိုင်းလေးတွေကိုပဲတညက်ကလုပ်ပြီးတိုက်ခိုက်ခဲ့ကြတယ်။နောက်ပြီးသူ့ရဲ့မျက်နှာထားသူကဘာမှမလုပ်ခင်နေနေမျက်နှာကတည်နေတဲ့ဒါကို RPF လို့ခေါ်ကြပြီးမာနာကြီးတယ်လို့ဆွဆွဲကြ။ဒါပေမဲ့ Belly Spy ပဲ show မှာသူ့ရဲ့ပုံစံလေးကိုကြည့်ဘူးကြတာ။ဒီအပြင်မှာသူကကလေးလေးပါနူးညံ့နဲ့ကြောက်တတ်တယ်။အားနာတတ်တယ်။အားကိုလူတွေကဘာလို့ဒီလောက်ငုံကြတာလဲဆိုပြီးဒဏ်ရာတွေထဲမှာရင်းရင်ဘယ်လောက်တောင်ကြည်ခွဲခဲ့ရမလဲ။လေစိမ့်မှာလူကြီးတိုးဝေးတဲ့အခါဗတ်နဲ့တက်ရပြီးလက်တွေတုံတက်ရှင်မွားဖြစ်သွားတဲ့ပုံရိပ်တွေကိုခင်ဗျားတို့မြင်ဘူးမှာပါ။ပြီးတော့အားလုံးစိတ်ဝင်စားကြတဲ့အားလုံးဝိုင်းဆဲကြတဲ့သူ့ရဲ့အခြေကိုင်ပဲဖြစ်ဖြစ် GD ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ်ပေါ့။အဲ့ဒီနေရာမှာကျွန်တော်မေးချင်တာတစ်ခုပဲရှိတယ်။သက်20ကျော်ကောင်းမလေးတစ်ယောက်ကချစ်ကိုရှာဖွေတာကြီးစားထားတာဟာတည်တံပေးလောက်ရတဲ့ရာဇဝတ်မှုဟုတ်ရလားဗျ။ပြဿနာကဂျင်းနီမကောင်းလို့မဟုတ်ပါဘူး။သူ့ရဲ့နာမည်ကဂျင်းနီဖြစ်နေလို့ပါ။သူတွဲမိတဲ့သူတွေကလည်း HO ဂျပန် BTS ဆိုတဲ့ကမ္ဘာထိပ်တန်းတွေဖြစ်နေလို့ပါယောက်ျားလေး idol တွေနဲ့တွဲရင်ဂုဏ်ယူပါတယ်လို့ပြောကြပြန်ဂျင်းနီတွဲတဲ့အခါကျတော့ယောက်ျားယူဖွဲ့ကိုဒုက္ခပေးတဲ့သူဆိုပြီးတော့ခေါင်းစဉ်တက်ကြတယ်ဒါဟာတရားမျှတမှုရှိရလားဒါပေမဲ့ဂျင်းနီကဖန်ကွက်လို့ပါပဲတိုးလွယ်မလို့နဲ့အရင်ထက်မြက်ပါတယ်သူ့ကိုမုန်းလေလေသူကပိုတောက်ပလေးပါပဲ Chanel လိုကမ္ဘာထိပ်တန်း brand တွေကသူ့ကို Human Chanel ဆိုပြီးတင်ပြရတဲ့အထိသူ့ရဲ့ဖန်မှုကကြီးမားပါတယ်သူဝတ်လိုက်တဲ့အင်ကြီးသူကိုင်းလိုက်တဲ့အိတ်အားလုံးကစိုးအောင်ဖြစ်ကုန်တယ်အခုနောက်ဆုံးထွက်ထားတဲ့သူ့ကိုချုပ်ချယ်ထားတဲ့တန်ညိုးတွေကိုရိုက်ချိုးပြီးသူလှုပ်ချင်တဲ့ဂီတသူသွားချင်တဲ့လမ်းကိုရဲရဲဝံ့ဝံ့ရှောက်လန်းနေပါပြီဂျင်းနီရဲ့ဘဝကကျွန်တော်တို့ကိုဘာတွေသင်ပေးတယ်လဲမင်းဘလောက်ပဲကောင်းအောင်နေနေမင်းကိုမုန်းမဲ့သူကရှိနေမှာပဲသူတစ်ဖြင့်မင်းကတောက်ပနေတဲ့ခြေတဝင်းဖြစ်နေရပေါ့ဂျင်းနီကိုကြည့်ပါလူလဲကြတိုင်းပြန်ထားတယ်မိုဘီတိုင်းမျက်ရည်တုပ်ပြီးပြုံးပြတယ်ခြေအိမ်မှာထိုးနှက်ခံရတိုင်းသူကအလုံးနဲ့ပဲတုံ့ပြန်တယ်ခင်ဗျားတို့ဘဝမှာထင်လဲခံရတဲ့အခါလူတွေကဝိုင်းတိုက်ခတ်တဲ့အခါဂျင်းနီခန်းကိုတတိယလိုက်ပါဒီနေ့တော့ဒီတော့ပါပဲချစ်ဖို့ကောင်းတဲ့ချန်သူကြီးလေးပျော်ရွှင်ပါစေလို့ဆုတောင်းပေးရင်နောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ